န်းစင်အနေနဲ့ရှုံးပွဲတွေဆက်နေသည့်တိုင်အောင်စူးစမ်းမှုပိုင်းမှာတော့ရောက်ကျသွားတာမျိုးမရှိပါဘူးအားလုံးပဲမင်္ဂလာပါဗျမာရှယ်မင်းမြန်မာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတန်းစင်နဲ့ပတ်သက်ပြီးတော့ဗောနော်ပြောမှဆိုလို့ရှိရင်သူကလက်ရှိချိန်မှာဆိုတာရှုံးပွဲဆက်ထားတယ်တော်တော်လေးများနေပြီလဲထိုးရှုံးပွဲတွေရောဒါနောက်ဆုံးပွဲမှာအမှတ်နဲ့ရှုံးခဲ့တာရောဗောနော်ဒါပေမဲ့သူ့အနေနဲ့စိတ်တက်ကိုဒါအကောင်းမြင်စိတ်ပဲဆက်ထားပြီးတော့တတိချာချာစူးစမ်းနေတဲ့အနေအထားတစ်ခုမှာပဲဆက်ပြီးတော့ရှိနေရလို့ကျွန်တော်စိတ်ထဲမှာမြင်ပါတန်းစင်အနေနဲ့ဝမ်ချန်ပီယံရှစ်ကိုဆက်ရောက်ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်ဒါအလဲထိုးနိုင်ပွဲနှစ်ပွဲရဲ့ပြီးလို့ရှိရင်ဒါကေရူရဲ့ဒါပွဲတွေအကြောင်းမလို့သူ့အနေနဲ့နာမည်အရန်ကြီးလာတယ်ဒါပေမဲ့နောက်ပွဲမှာဒါပြန်ပြီးတော့ရှုံးနေခဲ့တာအများကြီးပေါ့နော်တကယ်တမ်းသုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်သူရှုံးနေခဲ့ရတဲ့အကြောင်းရင်းကသူ့အနေနဲ့ဝါရနုသေးတယ်တကယ်ပွဲတွေမှာအတွေ့အကြုံရှိပြီးသား fighter တွေနဲ့တွေ့တဲ့အချိန်မှာ game plan ပိုင်းတွေအလုံးမဖြစ်တဲ့အချိန်မှာသူပြပြီးတော့အလဲထုတ်ခံရတာကြီးများရပေါ့နော်ပြီးတော့နောက်တစ်ချက်တတိထားမိတာကတန်းစင်အနေနဲ့သူ့ရဲ့ body ကိုတကယ်ကိုပြင်းပြင်းထန်ထန် train နေရတော့မှန်တယ်ဒါပေမဲ့တက်တန်းတစ်ခုတော့အတိုင်းအတာတစ်ခုဒီလိုသေးရလို့မြင်တယ်ပေါ့နော်အထူးသဖြင့်အသက်အရွယ်အားဖြင့်ဆိုလို့ရှိရင်20ဆွန်းဆွန်းမှဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးအတိုင်းအတာတစ်ခုဒီလိုသေးတယ်တခြားမြန်မာလက်ဝဲကစားသမားတွေဆိုလို့ရှိရင်လည်းဗျငယ်သေးရရောရှိတယ်ဒါပေမဲ့ကရင်ပြည်နယ်ကလက်ဝဲသမားတွေတော်တော်များများကလုံးဝအသက်6နှစ်9နှစ်လောက်ကလေးကလက်ဝဲစထိုးလာခဲ့ကြတဲ့ကစားသမားတွေများတယ်ဒါအပြင်သူတို့ရဲ့နေထိုင်မှု lifestyle ကလည်းကျွန်တော်တို့ဒီနည်းနည်းလေးခက်မာမာထန်ထန်နဲ့သွားလာလှုပ်ရှားအဲ့လိုပုံစံမျိုးများရပါတော့တန်းစင်အနေနဲ့ကတော့ဒီလက်ဝဲစထိုးတာလည်းပြောရလို့ရှိရင်ရှေ့ကတခြားမြန်မာလက်ဝဲကစားသမားတွေနဲ့ဆလို့ရှိရင်အချိန်လောက်မကြာသေးဘူးဒီအတွက်ကြောင့်မလို့ training တွေစူးစမ်းပြီးလုပ်ဆောင်နေဆိုရင်တော့မှအချိန်တိုင်းတာတစ်ခုကတော့လိုပါဒီအတွက်ကြောင့်မလို့တန်းစင်ကိုကျွန်တော်နောက်ပွဲမှာတော့ပုံမှန်နေနေပြောရမယ်ဆိုရင်အရန်ကြီးမာပြီးတော့ပါဝါကြီးတဲ့ကစားသမားမျိုးနဲ့မတွေ့သေးချင်ဘူးနီးစနစ်ကောင်းနေဆိုရင်တော့မှပဲဒါနီးစနစ်ချင်းရှင်းလို့ရတဲ့ကစားသမားမျိုးပေါ့ဗျာအဓိကအဖြစ်အရန်ကြီးတဘာရင်ပြီးဝါရင်နေတဲ့ကစားသမားမျိုးတွေနဲ့တော့ကျွန်တော်ကတော့မတွေ့သေးချင်သေးပါဘူးဘာလို့လဲဆိုတော့တန်းစင်မှာဒီပိုင်းတွေမှာအချိန်တိုင်းတာတစ်ခုဒီလိုသေးရပေါ့နော်ရှေ့မှာဆိုလို့ရှိရင်လည်းဒီလိုမျိုးပဲသူ့အနေနဲ့တချို့ပိုင်းတွေမှာနီးစနစ်ပိုင်းတွေနည်းနည်းပါးပါးကောင်းနေဆိုရင်တော့မှပဲမာကုန်ပိုင်းရမရှင်းနိုင်တဲ့အပိုင်းတွေအများကြီးရှိရပေါ့နော်ဒီအတွက်ကြောင့်မလို့တန်းစင်တော့ကတော့လာမယ့်ပြန်မဲ့ကတော့ဘယ်သူလဲဆိုတော့မသိသေးဘူးဒါပေမဲ့ကျွန်တော်စိတ်ထဲမှာပေါ့နော်အရန်ကြီးမာကုန်မြင့်ပြီးတော့ပါဝါကြီးအရန်ကြီးတဲ့ကစားသမားနဲ့ဆာလို့ရှိရင်လုံးလူထောက်တူမှာတိတ်မခွာတဲ့ကစားသမားမျိုးနဲ့တွေ့စေချင်တာအမှန်ပဲဘာလို့လဲဆိုတော့ထက်တင်အနေနဲ့ရှုံးပွဲတွေနဲ့ဆက်တာများနေပြီဒီထက်ပိုပြီးသားရှုံးပွဲဆက်လာမယ်ဆိုရင်သူ့တော့ကလည်းမကောင်းနိုင်ဘူးပေါ့နော်ပြီးတော့ဝမ်ချန်ပီယံရှစ်ကစာချုပ်ကလည်းဘယ်လောက်ကျန်သေးလဲဆိုတော့ကျွန်တော်အနေနဲ့မသိရနိုင်ဘူးဒါပေမဲ့တိတ်တော့မများတော့ဘူးလို့တော့ကျွန်တော်စိတ်ထဲမှာမြင်ပါဒီတော့ကြောင့်မလို့နိုင်ပွဲတွေနည်းနည်းလေးပြန်ရဖို့လိုအပ်နေပြီဆိုတဲ့အနေအထားမျိုးပါပြောရရင်များကစားသမားတစ်ယောက်ကအချိန်ကတော်တော်လေးယူပါဘာလို့လဲဆိုတော့အသက်19 20မှာစတဲ့ကစားသမားတစ်ယောက်နဲ့အသက်5 6နှစ်လောက်ကတည်းကစလာတဲ့ကစားသမားတစ်ယောက်ကမတူနိုင်ဘူးဥပမာပြောရမယ်ဆိုရင်မာတင်ဂူရဆိုလို့ရှိရင်များသူကလုံးဝဒီပညာရပ်တွေကိုစတင်တာဆိုလို့ရှိရင်ဒီ18 19လောက်မှစတင်တာသူ့အနေနဲ့ဝမ်ချန်ပီယံရှစ်မှာအလဲထိုးနိုင်ပွဲတွေရယူခဲ့ပြီးတော့ဒီနှစ်ထပ်ဝမ်ချန်ပီယံဖြစ်လာသည့်တိုင်အောင်သူ့ရဲ့ရုံးအားပိုင်းမာကုန်ပိုင်းတက်လုံပိုင်းတွေကတခြားငယ်လေးကတည်းကစားလာတဲ့ကစားသမားတွေနဲ့ဆိုမရှင်းနိုင်တာတော့အမှန်ပါဒီတော့ကြောင့်မလို့သူ့အနေနဲ့အမြင့်ဆုံးတော့ရောက်တယ်ဒါပေမဲ့အမြင့်ဆုံးရောက်ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်ဒီအနေထားမှာဗျာတခြားငယ်လေးကကစားလာပြီးတော့တက်လုံမာကုန်ပိုင်းမှာသူ့ထက်အများကြီးတိဆောက်ထားတဲ့ကစားသမားတွေနဲ့ရှင်းရတဲ့အချိန်မှာဒီစနစ်ပိုင်းရတော့လည်းကောင်းတာမှန်ပေမဲ့ဖြည်းဖြည်းချင်းနှိမ့်လာတယ်နောက်ထပ်တစ်ခုအနေနဲ့ကကြတော့ဒီ physical strength တွေဆိုတာကနှစ်ပေါင်းများစွာတိဆောက်ရတဲ့အရာတွေကျွန်တော်ပြောသလိုပဲရှေ့မှာ10နှစ်လောက်တစ်ဖက်သားကစောပြီးတော့တိဆောက်ထားတယ်ဆိုလို့ရှိရင်အဲ့လိုအမိလိုက်ဖို့မလွယ်ဘူးဥပမာကျွန်တော်တို့ရဲ့ရှေ့မှာကျွန်တော်တို့ထက်10နှစ်လောက်ကစားလာတဲ့ကစားသမားတစ်ယောက်ဒီ training တွေကိုနေ့စဉ်လုပ်ဆောင်လာတဲ့ကစားသမားတစ်ယောက်ကိုကျွန်တော်တို့ကနောက်2နှစ်အကြာသူက training သက်12နှစ်ကျွန်တော်တို့က2နှစ်အတွင်းနဲ့လိုက်ဖို့ဆိုတိတ်မလွယ်ဘူးပေါ့နော်တကယ်တမ်းကနောက်ထပ်5နှစ်10နှစ်အချိန်ယူမှပဲရမှာဒီအတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ကတော့တန်းစင်အဓိကလိုအပ်နေတဲ့အရာကတော့အချိန်တစ်ခုနဲ့သူ့ရဲ့ခန္ဓာကိုယ်ကပို့ပြီးတော့အတိုင်းဖြစ်လာပြီးတော့ပွဲများများထိုးတဲ့အနေအထားတစ်ခုလိုအပ်နေတယ်လို့တော့ကျွန်တော်စိတ်ထဲမှာတော့မြင်ပါတယ်ဒီတော့ကြောင့်မလို့နောက်ဝက်ဘယ်သူနဲ့တွေ့ရမလဲဆိုတော့မသိသေးဘူးတန်းစင်အနေနဲ့တော့အကောင်းဆုံးစူးစမ်းနေရတော့တွေ့ရတယ်ဒီရလက်တွေအကောင့်ထဲပေါ်လာနိုင်တဲ့ပွဲတစ်ပွဲရနိုင်ပါစေလို့ပဲကျွန်တော်ဘက်ကဆုတောင်းအောင်မဟုတ်ဘူးဆိုရင်တိတ်မကြခင်တန်းစင်အနေနဲ့ပရိသတ်အားပေးမှုပါရောချလာရဲဆိုလို့ရှိရင်ဝမ်ချန်ပီယံရှစ်မှာဆက်ထိုးခွင့်ရဖို့မသိကြတော့ပါမြန်မာပရိသတ်တွေအနေနဲ့ကတော့ကျွန်တော်ကတော့ဆက်ပြီးတော့အားပေးစေချင်တယ်ပေါ့သူ့အနေနဲ့လည်းစူးစမ်းနေရဖြစ်တဲ့အတွက်ကြောင့်မလို့ပရိသတ်တွေအားပေးမှုကိုဆက်ရတဲ့လို့ကျွန်တော်စိတ်ထဲမှာတော့မြင်အဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကဒါတန်းစင်ရဲ့စူးစမ်းအထောက်အကူနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးကိုအဓိကပြပြပေးသွားတာဖြစ်ပါတယ်အားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်